လိုင်းပေါ်မှာဥပဒေတော်ဒီချက်ကိုကန်ပြီးပြောနေတဲ့ခါကျတော့ကျက်သမားတွေကဥပဒေတော်ကျက်သမားကြီးတယောက်ဖြစ်ပြီးတော့ဒီလိုလေပင်အပြောင်နေနဲ့ဥပဒေရုပ်ဆိုးဆိုးတွေနဲ့ဘာလို့ဒီချက်ကြီးကန်ပြီးပြောနေတာတော့တချို့ဆိုကွန်မန့်လေးမှာလာရေးတယ်အဲ့တော့ဒီချက်ကငငယ်ရွယ်လေးနဲ့ရာဇဝင်ရှိတယ်ဒီချက်ကအခုက73လေးလားလောက်တော့ရှိပြီရေမကြီးခင်တော့သူတဝိုင်းခိုင်းတယ်အဲ့ဒီတော့ဥပဒေတော်မှာပြောတယ်လေကြက်ကန်ပြီးတော့ဘယ်လဲယုံညာလဲယုံတကောင်ဖြစ်ဖို့များတယ်လို့အဲ့တော့ဒီချက်ကရာဇဝင်ရှိတယ်အဲ့တော့မလို့ဒီရာဇဝင်ကမလို့ရှိမှဩချိလောက်လားဒါဟိုတော့ပေါ့ကွာဘ ഹു တုရအနေနဲ့မင်းနားထောင်ကြည့်လိုက်ဒီချက်ကရေမကြီးခင်မှာတဝိုင်းခိုင်းပြီးတော့သူကရေလဲကြီးလဲကြီးရောသူ့ဘဝပြက်သွားပြီဒီကိုယ်လုံးပွေးဆွဲဒုက္ခိတဘဝပြီတေးပြီဆိုပြီးပုတ်ထဲထည့်ထားတာအဲ့ကောင်ဝမ်းစစ်တွေအဝါတစ်လုံးထိုးထားပြီးတော့တလုံးရောလောက်ထိုးထားပြီးတော့သူအသက်ပြတ်ရှင်လာပြီးတော့အခုရောဆိုရင်ငါဝိုင်းခိုင်းပြီးသွားပြီအဲ့တော့ဒီလေပင်ဘာလို့ပြောင်းလဲဆိုတော့ဒီလေပင်ကဒါတကောလုံးပွေးတွေဒီပွေးတွေကိုတတ်ဖို့ဒီဟာကိုယူနေပတ်နဲ့ဒီအမွေးတွေကိုအကုန်ချုပ်ပြီးတော့ဒီပွေးတတ်ထားတာဒါပွေးတတ်ထားပြီးတော့ရှင်းတာဒီကျက်တိုက်ထားတာဆိုရင်ဒါမနေ့ကတနင်္ဂနွေစနေနေ့ကတိုက်ထားတာနော်အဲ့တော့ကျက်ဒီလိုဘာလို့ကရုံးဖြစ်နေလဲပွေးတတ်ထားလို့ဖြစ်နေတာအမှလူတွေကမသိရနော်ဒီမှာကြည့်ကျက်အမီးကိုကြည့်ကျက်ဝိုင်းထဲမှာကျက်သမားကြီးမျက်စိလဲဆိုဒီအမီးကိုကြည့်သူ့အမီးပြက်လာတပင်းမပြက်ထားဘူးနော်တပင်းမယူထားဘူးဟောဒီမှာကြည့်တာအတောင်အဲ့ဒီမှာကြည့်လိုက်အဲ့ဒီကျက်6ဝိုင်းခန်းထားတဲ့ဒီမှာဆွေးပုံရာပုံပေါက်နေတယ်ကျက်6ဝိုင်းခန်းထားအတောင်တပင်းယူလားမယူဘူးဒါလူတွေဒါလူတွေသတိမထားတဲ့ရဲ့ဟဲ့ဒီမှာခမရတို့ကမကြက်မကန်ရလို့ကျုပ်ကြက်အားအခုတရက်နေ့ပဲရှိသေးတယ်တိုက်ထားတာကြက်အားလုံးဝမပြက်သေးဘူးသူဘာပဲမဲ့လို့စုပ်ပြတ်တတ်နေရဆိုတာဒါပွေးရောက်ဒီလိုဖြစ်ပြီးတော့စုပ်ပြတ်တတ်ဟောဒီမှာကြည့်လိုက်အောင်ခေါင်းမှာဟောဒီမှာဘူးဒါသူများခုတ်ထားတာမဟုတ်ဘူးဒီမှာဘူးသူများခုတ်ထားတာမဟုတ်ဘူးအိုးမှာအပေါ်ချမ်းမှာအောက်ကိုတန်ကိုငေါတော့စိုက်ထားတော့အဲ့တန်ကိုပြန်မကွေးရခင်မှာအပေါ်ကြက်ကိုသွားခုတ်တော့ဟောမှာငုံနဲ့ဆောင်းမိတာသူ့ဘဝကလည်းအမျိုးမျိုးဒုက္ခိတသူ့နှုတ်တီးကိုကြည့်သူများလို့နှုတ်တီးအတဲ့မဟုတ်ဘူးဒါမှနှုတ်တီးအတဲ့မဟုတ်ဘူးသူကနှုတ်တီးအကောက်တမျိုးလုံးတစ်ဆွေလုံးနှုတ်တီးအကောက်တွေကြီးပဲအဲ့တော့ဒီကြက်ကခင်ဗျတိုက်ခန့်နီးကိုတောင်တန်တရားဝင်နေဘာဖြစ်လို့ဆို तू တိုက်ခန့်နီးလို့သွားမယ်ဆိုလို့ရှိရင် तू ခြေထောက်ကပဲ့နေနဲ့ထလောက်တာ तू ဝိုင်းပွားကနေပြီဆိုရင်ပဲ့နေနဲ့ရှောက်သွားတယ်ဟုတ်ဝိုင်းနဲ့ရောက်လို့ရှိရင်လည်းပဲ့နေနဲ့ရှောက်သွားတယ်ကျက်စားဒါလွယ်တာနော်ဘယ်သူမှမကြောက်ဘူးဒီချက်ကိုဘာဖြစ်လို့မကြောက်တော့ဓာကြီးကျွတ်နေတယ်ဓာကြီးရှိနေတယ်ဓာရီတပင်မှမယိုဘူးဓာရီတပင်မှမယိုဘူးကြက်အားအပြည့်ကြီးဆိုတာလူတွေမသိဘူးတချို့တွင်အမှုမဒီတိုင်းနေတယ်နောက်ဒီချက်ကလေတခုဘူရင်ပြည့်ရနော်ဝိုင်းနဲ့ရောက်လို့ရှိရင်သူများတကကြက်တွေတိုက်နေသူ့ဒီလိုကန်ပြီးဝိုင်းထဲမှာနေနေအဲ့ဒါအဲ့ဒီလားတကောင်လုံးဖြူရောဖြူဖွေးပြီးအဲ့ဒီလားအဲ့ဒီကသူ့သွားတာမလွတ်နဲ့အဲ့ဒီလားထောက်ဝိုင်းတိုင်း5 6ဝိုင်းဒီလိုပဲဝိုင်းနဲ့ရောက်ထားတဲ့သူတက်အဲ့ဒါအဲ့ဒါတချို့တွင်ဒီကြက်ဆက်မယ်လုံလို့ရှိရင်ဟိုလူကတိုက်ရှင်ဒီကဟိုဘနေ့ကကြက်ဝိုင်းစနေနေ့ကတိုက်တဲ့ကြက်သူကတိုက်ပြီးတော့ဟိုမှာရှားဝိုင်းဖြစ်နေပြီးတော့ကြက်ကမတည့်သေးဘူးဒီကြက်ကအပြန်အိပ်ပြန်အဲ့လေအဲ့ရောဘာပြောပါခုနကမတိုက်ရဲဘူးလို့ခွာသွားတဲ့ကြက်ကဟိုကြက်ကိုခွာပြီးတော့ဥဖို့တောင်းနဲ့ကျွန်တော်နဲ့တိုက်ပါလားတဲ့ထလုပ်ပြန်အဲ့ဒါဘာဖြစ်လို့ဒီကြက်ကကြက်စားတာဒါလွယ် तू ကဟိုစီးမိုးကတိုက်ရဖို့များတယ်ဆိုတော့တောက်ချောက်စီးမိုးကပဲတိုက်ဝိုင်းနေရောက်ရင်လည်းအဲ့လှုပ်ပေးလိုက်ခြေထောက်ကပဲ့နေနဲ့အနောက်ဝိုင်းနေရောက်လို့ချင်း तू မစသေးဘူး तू ကအိတ်နေဖြူရောနေတခြားဒီကြက်ကျမကြီးမကောင်းတာလားဆေးမိတာလားကြက်ဥပရိယုတ်လည်းဘာမှမရှိဘူးတိုက်လိုက်တော့မှပဲအဲ့လိုလားဥတော်လေးစားပါတယ်အမှန်ကြက်အားကိုကန်ကြီးကြက်အားကြီးကန်ကြီးတပင်မှမယူထားဘူးအမီးတပင်မှမယူထားဘူးဒီဟာဝေးဆွဲလို့တတ်ထားတာဟုတ်လားဒါတော့သူ့ရဲ့ရာဇဝင်သမိုင်းလေးရာအခုတက်တန်း73လေးလအတော်တွင်မှာဒီလိုလေးတော့ရှိပါတယ်လို့နော်ဥတော်ဒီကြက်လေးရာဆိုရင်တော့6ဝိုင်းရှိပေါ့နော်6ဝိုင်းရှိပြီးဒီတဝိုင်းလောက်များခိုင်းအောင်မလားဟိုစဉ်းစားနေတော့နော်ဒီတဝိုင်းခိုင်းပြီးနော်သူဟာအနားယူမှာပါနော်ဒီနေ့ချိန်ကြီးအတောင်မီးတပယ်မှမယူပါဘူးဒါပိုးကြောင်ဖြစ်တာပါလို့နော်နိုးကောင်ကိုမက်မှာအများကြီးလာရေးနေလို့နော်ဒါလေးပြောပြတာဟုတ်လားနော်